အသီးတွေကလည်းတေးသေးလေးတွေမဟုတ်ဘူးနော်အကြီးကြီးတွေတချို့အသီးဆိုအလေးချိန်တစ်ချက်သားနဲ့ကြက်သားလောက်တောင်ရှိမဲ့ပုံပဲအခိုင်လိုက်အပြုတ်လိုက်နဲ့အယောင်ကလည်းရင့်မိပြီးหนีရဲနေတာအပင်ပေါ်မှာတင်တကယ်ကိုလှပလုံးလို့တပ်ပုံရိုက်ချင်စရာကြီးဗျတော့တဲ့အဆုံးဖိနက်ကိုဂျာနစ်အပိပန်ကစီပေးလိုက်ပြီးနောက်ဆုံးခွင့်ရေးကိုလွှဲအပ်ပေးခဲ့ပါတယ်ဂျာနစ်ဟာသူ့ညီကိုစိတ်ပြတ်အောင်မလုပ်ခဲ့ပါဘူးသူဟာဘောလုံးကိုဆွဲပြေးပြီးခန်းစစ်ကစားသမားတွေကိုကြောက်ဖြက်ကသူ့အသင်းဖော်စီကိုအကောင်းဆုံးပို့ပေးခဲ့ပါတယ်ပြီးတော့လူနှစ်ယောက်ပိတ်ဆို့ခုခံထားတဲ့ဂျာကနေပဲအေးအေးဆေးဆေးကိုသွင်းယူနိုင်ခဲ့ပါတယ်နောက်ဆုံးစက္ကန့်ပိုင်းလိုမှာတော့ဂျာနစ်ဟာချင်းတောင်းစီကိုအချိန်ဟုန်နဲ့ခုန်တက်ပြီးပြီးစုံတဲ့ကွင်းသွင်းကိုအက်တီဗစ်တစ်ခုနဲ့ပွဲကိုအဆုံးသတ်လိုက်ပါတယ်ဒါဟာအနိုင်ကိုဖြစ်သွားခဲ့ပါတယ်ပွဲပြီးမှာတော့ကစားသမားရှာဖွေရေးအကဲဖြတ်တိုင်ခွင်းရှင်းကအချို့ဟာဂျာနစ်စီနောက်ဆုံးတော့ချင်းကပ်လာခဲ့ကြပါတယ်ဒါပေမဲ့သူဟာတရားမဝင်ရွှေ့ပြောင်းနေထိုင်သူဖြစ်ကြောင်းသိလိုက်ရတဲ့ခိုက်တက်မှာပဲအားလုံးကနောက်ဆုတ်သွားခဲ့ကြပါတယ်ဂျာနစ်တယောက်လုံးဝစိတ်နှလုံးကြေကွဲသွားခဲ့ရပါတယ်အခုချိန်မှာတော့အရရထဲဝင်ဖို့ဆိုတာမဖြစ်နိုင်တော့ဘူးလို့သူခံစားခဲ့ရတယ်ဒါပေမဲ့သူ့ဖခင်ကတော့အဲ့ဒီလိုမတွေးခဲ့ပါဘူး TV မှာဘောလုံးပွဲကြည့်နေရင်ဖခင်ဖြစ်သူဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူ့ရဲ့ကိုယ်ပိုင်အိမ်မက်ကိုပြန်တတိရလာပါတယ်အဲ့ဒီတုန်းကသူ့ဖခင်ဟာဆင်းရဲမွဲတွေမှုကြောင့်ဘောလုံးကစားတာကိုဆွတ်လွတ်ခဲ့ရတာပါဒေဂီတာတန်အခုချိန်မှာတော့သူ့ရဲ့သားတွေကိုလည်းဘတ်စကတ်ဘောအိမ်မက်ဆွတ်လွတ်လိုက်ရတာမျိုးကိုသူဖြစ်မခံနိုင်တော့ပါဘူးဒါကြောင့်သားဖြစ်သူတွေကိုဆက်လက်စ조사အားထုတ်နိုင်ဖို့အတွက်ပဲမိသားစုရဲ့တလစာစုဆောင်းငွေတွေကိုထုတ်ပြီးဘတ်စကတ်ဘောဖက်နဲ့နှိမ့်ရန်ဝယ်ပေးခဲ့ပါတယ်ညီအကိုနှစ်ယောက်ဟာအလွန်ပဲစိတ်လှုပ်ရှားပြီးတာယာကြည်နူးသွားခဲ့ကြပါတယ်အဲ့ဒီနေ့ကစားပြီးအပြင်မှာမိုးတွေတီးထန်စွာရွာသွန်းနေရင်တော့သူတို့ဟာနေရောညပါနေတိုင်းလေ့ကျင့်ခဲ့ကြပါတယ်တခါတရံမှာဂျာနစ်ဟာတန်းကောင်ရအချိန်ထိတယောက်တည်းတီးတန့်လေ့ကျင့်ခဲ့ပါတယ်သူဘလောက်တောင်ပင်ပန်းနွမ်းနေသွားတယ်လဲဆိုရင်လေ့ကျင့်ရေးကွင်းထဲမှာတင်အိပ်ပျော်သွားခဲ့ရတဲ့အထိပါပဲနောက်ဆုံးတော့တနေ့မှာနောက်ထပ်ပွဲစဉ်တစ်ခုကိုအနိုင်ရပြီးတဲ့နောက်အကဲဖြတ်တိုင်တယောက်ဟာဂျာနစ်စီကိုရုတ်တရက်ထပ်မံချင်းကလာခဲ့ပြန်ပါတယ်အဲ့ဒီတိုင်ဟာဂျာနစ်ကိုခဲလူရေးပွဲအင်္ဂွဲထဲဝင်နိုင်အောင်ကူညီပေးမယ်လို့ကတိပြုခဲ့ပြီးဂျာနစ်ရွှေ့ပြောင်းနေထိုင်သူဖြစ်နေတာကိုလည်းသူဂရုမစိုက်ပါဘူးဒါပေမဲ့စီကံချက်တစ်ခုတော့ရှိနေပါတယ်အဲ့ဒါကတော့ဂျာနစ်ဟာစပိန်နိုင်ငံကိုတယောက်တည်းပြောင်းရွှေ့ရမှာဖြစ်ပါတယ်ဒါပေမဲ့ဂျာနစ်ကတော့သူ့မိသားစုတစ်ခုလုံးကိုအတူတူခေါ်သွားချင်တာကြောင့်ချက်ချင်းပဲညှင်းပယ်ခဲ့ပါတယ်အခွင့်အရေးကြီးဆုံးရှုံးသွားပြီလို့သူတို့ထင်မှတ်နေတဲ့အချိန်မှာပဲအဲ့ဒီတိုင်ဟာနောက်ဆုံးခွင့်ရေးတစ်ခုရဖို့အတွက်တိုက်ပွဲဝင်စ조사ပေးခဲ့ပါတယ်ဂျာနစ်အနေနဲ့အဲ့ဒီတဲကိုသာဝင်ခွင့်ရမယ်ဆိုရင်သူ့မိသားစုကိုအမေရိကန်နိုင်ငံစီသူနဲ့အတူခေါ်ဆောင်လာနိုင်မှာဖြစ်ပါတယ်